လူနဲ့မြမတတ်တော်တို့ဤကိုယ်ဝေရရှိဖြစ်တော်မူတဲ့ရှင်တော်ကိုဓမ္မမြတ်ဖရာသည်တာဝတိကြီးစီတို့ကြောင့်တွင်တရေတုံတော်မူခြင်းကအရဲ့ပင်ရင်မှာတကိုးပြာရီဟာပြတော်မူလို့ဒိဋ္ဌိများကိုနေနေတော်မူရဲ့လေဒီရေငုံမီလုံးတုံးခုံးစေခအမေလေးရက်ကိုတလက်ကြပြေကိလေသာငြိမ်းချမ်းတစ်စက်ကလေးကိုမမှုကြတဲ့လူခွာကတော့ဒိဋ္ဌိတွေဒီအမြိုင်ဆိုင်ရင်ဝရမဘုန်းနိုင်ရဖို့တရေဖြူဝေများကိုခုံရှင်းမှာ